နေထွက်တဲ့အချိန်မှာနေအလေးရောင်ကဘယ်နေရာတွေပေါ်မှာရောက်တော့ကလုံးကိုရောက်ချင်းချင်းများရောက်တဲ့နေရာအားလုံးပေါ်မှာအဲ့ဒီနေရာအားလုံးကကိုကောင်းတဲ့ဆိုတော့လာပြီးလေးစားတဲ့သာသနာ့မိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်တို့တွေတောကတွေမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်ယောဂတွေမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်ဒီယောဂတွေရဲ့ကုပုံကပါတယ်ဒီတောကတွေရဲ့ကုပုံကပါတယ်ဆိုတော့ဟာဇတ်ဂျာဘစ်ရဒီအလ္လာဟူတာအာလာအန်ရဲ့ရီဝါယတ်မှာလာတယ်ဟာဇတ်ဂျာဘစ်ကဆက်ပြတယ်သူတို့ဒီဆိုတော့ဆန္ဒမိတော်မူတဲ့လာဟောလာဝလာကုဝတ်တာအင်လာဘင်လာဘယ်သူကတဲ့လာဟောလာဝလာကုဝတ်တာအင်လာဘင်လာတရားလွယ်တယ်ပါLa hawla wala quwwata illa billah ဒီစိတ်ကိုကြောင်များစွာဖတ်လေယောဂပေါင်း99ပါးမရှိပါပဲခုတော့လေဒီစိတ်ကိုကြောင်များစွာဖတ်ယောဂအားလုံးကနေနောက်ရှိတဲ့ခုပြီးလေစာအပ်တဲ့သာသနာ့မိတ်ဆွေပေါင်းတို့အဲ့ဒီအဒီစ်မှာလာတဲ့အနိုင်ဆုံးခုတော့တော့တဲ့ကိုရင်ဆိုင်ကြုံတွေ့နေရတဲ့တောကတွေကိုတည်တတ်တယ်Bismillah la hawla wala quwwata illa billah ဆာဟာဘာတွေထဲမှာတဖ်ဆီပညာရှင်တဖ်ဆီအကျွမ်းဆုံးမူဖဆီအလ္လာဟ်အဗ္ဒူလာအီဘ်အဘာ့စ်ရဒီအလ္လာဟူတာလာတကယ်ကဗာတင်ပြရဲဆိုတော့အခုနအာယတ်မှာဝလ်ဘာကီယာတုဆာလီဟာတုအနေနဲ့ကြံနေတဲ့ကောင်းမှုကအလ္လာဟ်ရဲ့တန်ခါမှာအကောင်းဆုံးပဲလို့ပြောတယ်အဲ့ဒါဘာကိုပြောတာလဲဆိုတော့တဲ့ဟာဇတ်အဗ္ဒူလာအီဘ်အဘာ့စ်ကတင်ပြတယ်နမတ်5ချိန်ကိုပြောတာနမတ်5ချိန်ကိုဂျမာတ်တက်ဒါအမြဲတမ်းကြံနေတဲ့ကောင်းမှုတွေနောက်ဆက်နေတဲ့ခုမှတင်ပြတယ်ဝလ်ဘာကီယာတုဆာလီဟာတုအမြဲတမ်းကြံနေတဲ့ကောင်းမှုဆိုတာကတဲ့ကောင်းမှုကုသိုလ်အားလုံးပါပဲကောင်းမှုကုသိုလ်အားလုံးပါပဲနဲ့ဟာဇတ်အလီရဒီအလ္လာဟူတာလာတကယ်ကတင်ပြတယ်ကျွန်တော်တို့မှာတဲ့လေကွတ်2မျိုးရှိတယ်လေကွတ်1မျိုးကတော့ဒုနီယာရဲ့လေကွတ်ပေါ့အဲ့ဒါကဥစ္စာပစ္စည်းတွေတာသမီတွေဖြစ်တယ်ဒုနီယာရဲ့အကျိုးရှိတယ်တဲ့နောက်တစ်ခုကတော့အာခိရတ်ရဲ့လေကွတ်ဖြစ်တယ်အဲ့ဒါကောင်းမှုကုသိုလ်ဖြစ်တယ်လေးစားအပ်တဲ့သာသနာ့မိတ်ဆွေပေါင်းတို့အခုနအာယတ်မှာလေဝလ်ဘာကီယာတုဆာလီဟာတုအမြဲတမ်းကြံနေတဲ့ကောင်းမှုကုသိုလ်ဆိုတာဘာကိုပြောတာလဲဆိုတော့တချို့စစ်ပြန်ပြန်မှာလာတယ်တဲ့သမီးမိန်းကလေးတွေဘာလဲနိုင်သမီးမိန်းကလေးတွေသူတယောက်ကသမီးမိန်းကလေးမွေးထားတယ်ဒီသမီးမိန်းကလေးကိုအကောင်းဆုံးပြုစုပြောဆောင်တယ်အသက်ပေးတယ်အချိန်တန်တဲ့အခါမှာအကောင်းဆုံးနေကြလုပ်ပြည့်တယ်ဆိုရင်အဲ့ဒါသူ့ကိုအမြဲတမ်းကြံမဲ့ကောင်းမှုကုသိုလ်ပဲအစတိုင်းဆိုင်ရဲ့ဘာမှမလာနဲ့အလောင်းရှင်မြတ်ကတဲ့လူတယောက်ကိုဂျဟန္နမ်နဲ့ပိတ်ဆိုတာလို့လေတွားတော့တဲ့ဂျဟန္နမ်ဒုနီယာမှာမင်းမင်းကြီးစားတယ်အဲ့ဒီကမှဒီလူဂျဟန္နမ်ကိုတွားတယ်ဒီမှာတဲ့သူ့မှာသမီးမင်းကလေးတယောက်ရှိဒီသမီးမင်းကလေးကဖားပြီးတဲ့ကျွန်တော်ကိုဖတ်ပြီးတော့ဘူးလေအလ္လာဟ်ရှင်မှာဘုံဘုံပြောတယ်အိုးအလ္လာဟ်ကျွန်မရဲ့ဖခင်ဖြစ်တယ်ဇင်ဒဂီတက်တဲ့ကြောင့်ကျွန်မရဲ့တောင်းဝန်တွေဖြည့်ခဲ့တယ်ကျွန်မဒီနေ့ကောင်းမှုတွေလုပ်နိုင်ခဲ့တယ်ဆိုတာကဒီဖခင်လမ်းပြခဲ့လို့ပါအလ္လာဟ်ကျွန်တော်တို့ဂျန်နတ်သွားပြီးတော့ကျွန်မရဲ့ဖခင်မှာဂျဟန္နမ်သွားမယ်ဆိုရင်ကျွန်တော်တို့ဘုမခံစားနိုင်မှာဘူးအလ္လာဟ်ဆိုပြီးတော့ဒီသမီးမင်းကလေးက